ဒီလူကတော့ညံအကောင်းဆုံးစီးပွားရေးသမားပါပဲသူဟာနေ့စဉ်ကြက်ရိုးတွေကိုဈေးပေါ်ပေါ်နဲ့ဝယ်ပါတယ်အဲ့ဒီနောက်သူဟာကြက်ရိုးတွေကိုကြိတ်ကကြက်သားနှစ်အဖြစ်ပြောင်းလဲလိုက်ပါတယ်ရင်းတို့ကိုကြက်ဥချောင်းဝက်ဥချောင်းဖြစ်ပြောင်းလဲကဒေါ်လာတန်း10ပေါင်းများစွာရှာဖွေနိုင်ပါတယ်သူ့အတွက်တော့ဒါဟာအဆုံးမရှိတဲ့ရွှေတွင်းကြီးပါပဲအလုသမားတွေဟာကြက်အယိုးတွေစက်ယုံကိုရောက်ရှိပြီဆိုတာနဲ့ဖိအားပေးကြိတ်ဆက်အုံပြုကကြိတ်ပါတယ်စက်ကြီးများရဲ့ခြုံထက်တဲ့ဓာတ်သွားတွေအောက်မှာကြိတ်ချေတန်တွေစူညံလို့နေပါတယ်ကြက်ရိုးဆိုပေမဲ့လည်းသူ့မှာအသားတွေမြောက်များစွာတွေ့ကပ်နေပါသေးတယ်ရင်းတို့ကိုကြက်သားအနှစ်အဖြစ်ရရှိသည့်အထိကြိတ်ချေပါတယ်ထွက်ရှိလာတဲ့ကုန်ကျန်းဟာအယောင်ဆင်းနဲ့အရသာမရှိသေးတဲ့အတွက်ဆွဲမက်ဖွယ်မကောင်းသေးပါဘူးဒါကြောင့်မွေးဆက်သေးတို့ထက်ကဟင်းခတ်အမွေးကြိုင်ရတာမှုအယောင်တင်မှုနဲ့စားတို့ထည့်ပါတယ်အဲ့ဒီအခါမှာတော့ပန်းနီရောင်တန်းနေတဲ့ဆွဲမက်ဖွယ်အသားနှစ်ကိုရရှိလာပါပြီအနှစ်တွေနှက်ဆက်ပြီးတသားလေးဖြစ်သွားပြီဆိုရင်တော့တခြားတနေရာသို့ပို့ဆောင်ကအစာသွတ်ဆက်နဲ့တွတ်လိုက်တဲ့အခါမှာတော့ကြက်ဥချောင်းပုံစံအချိုးကျနာစွာထွက်ရှိလာပါပြီတချို့ကတော့ပုံသွင်းဆက်ထဲက4000ပုံစံအသားပြပြုလုပ်ကြပါတယ်အဲ့ဒီနောက်မှာတော့အပူချိန်ပြင်းပြင်းနဲ့ပေါင်းဆက်ထဲပေါင်းကပါကင်ပိတ်လိုက်တဲ့အခါမှာတော့တကယ်အဆင့်တန်းမြင့်အသားချောင်းအသားပြဖြစ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်စားသုံးသူများအနေနဲ့လည်းဈေးကွက်အတွင်းရောက်ရှိလာတဲ့အမြင်လှပတဲ့နယ်ကဈေးနှုန်းချိုသာအရသာရှိလာတဲ့ကြက်ဥချောင်းကြက်သားပြများကိုနှစ်ချိုက်စွာဝယ်ယူစားသုံးကြပါတယ်အဓိကပါဝင်ပစ္စည်းကဘာလဲဆိုတာတော့သိချင်မှသိကြပါလိမ့်မယ်ဒီသူထေးကတော့ကုန်ကျစရိတ်သက်သာစွာနဲ့လူကြိုက်များတဲ့ဒီအသားချောင်းထုတ်လုပ်မှုအတွက်အကျိုးမြတ်များစွာရရှိလို့နေပါတော့တယ်